နေမာရ2014မှာအဲ့ဒီဒဏ်ရာမရခင်ဘာတွေဖြစ်လာခဲ့မလဲအဲ့ဒီမိကွန်းရဲ့အဖြစ်ကိုဘယ်သူမှမသိနိုင်တော့ပါဘူးဒါပေမဲ့သိချတာတစ်ခုကတော့အဲ့ဒီနေ့ကစပြီးဘရာဇီးဟာသူတို့ရဲ့အကြီးမားဆုံးမျှော်လင့်ချက်ကိုဆုံးရှုံးခဲ့ရပါတယ်ဘရာဇီးအသင်းကအင်ရှင်ဖြစ်လက်ခံကျင်းပတဲ့2014ကမ္ဘာဖလားအသက်22နှစ်ပဲရှိသေးတဲ့နေမာဟာတနိုင်ငံလုံးရဲ့အိမ်မက်ကိုပခုံးပေါ်တင်ထားတဲ့လူငယ်တစ်ယောက်အုပ်စုအဆင့်မှာ၄ဂိုးသွင်းယူခဲ့တယ်ချီတီးနယ်ပွဲမှာအဆုံးဖက်ပယ်နယ်တီကိုတီငင်းစွာကန်သွင်းခဲ့တယ်ကွာတာဖိုင်နယ်မတိုင်ခင်အထိဘရာဇီးရဲ့တိုက်စစ်မျှော်လင့်ချက်အားလုံးဟာနေမာစီမှာပဲရှိနေခဲ့တယ်ဒါပေမဲ့ကိုလံဘီယာနဲ့ကွာတာဖိုင်နယ်ပွဲမှာဇူနီဂါရဲ့ဝင်းတိုက်မှုတစ်ခုကအရာအားလုံးကိုပြောင်းလဲသွားစေခဲ့တယ်နေမာဟာကွင်းထဲမှာလဲကျသွားခဲ့တယ်ဘရာဇီးတင်နိုင်ငံလုံးတိတ်ဆိတ်သွားခဲ့တယ်စစ်ဆေးမှုပြီးမှတော့သူ့ရဲ့ကြောရို L3 vertebra ကျိုးသွားခဲ့တယ်ဆရာဝန်တွေကဒဏ်ရာဟာနည်းနည်းလေးသာပို့ဆိုးဟိနေပုံမိုဆိုးရွားတဲ့အကျိုးဆက်တွေဖြစ်လာနိုင်တယ်လို့ပြောခဲ့ကြတယ်အဲ့ဒီစကားတစ်ခုကဒဏ်ရာတစ်ခုရဲ့အန်ဒီယေကိုပဲမဟုတ်ဘူးဘောလုံးသမားတစ်ယောက်ရဲ့ဘဝတစ်ခုလုံးဟာစက္ကန့်ပိုင်းအတွင်းပြောင်းလဲသွားနိုင်တယ်ဆိုတာကိုပြသခဲ့တယ်နေမာမပါတဲ့ဘရာဇီးဟာနောက်တစ်ပွဲမှာဂျာမနီကို 7-1 နဲ့ရှုံးနိုင်ခဲ့တယ်ကမ္ဘာဖလားသမိုင်းထဲကအနာကျင်ဆုံးညတညကိုဖျက်ဆီးခဲ့ရတယ်ဒါပေမဲ့နေမာရဲ့ကမ္ဘာဖလားဇာလန်ကအဲ့ဒီမှာမပြီးဆုံးခဲ့ဘူး2018ကမ္ဘာဖလားမှာဒဏ်ရာတွေကြားကနေသူပြန်လာခဲ့ပါတယ်ဘရာဇီးဟာချန်ပီယံဆုရနိုင်တဲ့အသင်းတွေကတသင်းအဖြစ်သတ်မှတ်ခံခဲ့ရတယ်ဒါပေမဲ့ကွာတာဖိုင်နယ်မှာဘယ်လ်ဂျီယမ်ကိုရှုံးနိမ့်ခဲ့ပြီးဘရာဇီးဟာနောက်တစ်ကြိမ်စောစောစီစီပြိုင်ပွဲကနေထွက်ခွာခဲ့ရတယ်2020ကမ္ဘာဖလားမှာတော့နေမာဟာသူ့ရဲ့ကမ္ဘာဖလားအိမ်မက်ကိုထပ်ပြီးလိုက်ရှာခဲ့တယ်ခရိုအေးရှားနဲ့ကွာတာဖိုင်နယ်ပွဲမှာအချိန်အပိုတွင်းသွင်းယူခဲ့တဲ့သူ့ရဲ့ဂိုးဟာဘရာဇီးကိုဆယ်မီဖိုင်နယ်ပို့မယ်ဂိုးလို့လူတိုင်းထင်ခဲ့ကြတယ်ဒါပေမဲ့မိနစ်အနည်းငယ်အတွင်းမှာပဲခရိုအေးရှားကခြေပါကိုပြန်သွင်းခဲ့တယ်ပယ်နယ်တီအဆုံးဖြတ်မှာတော့ဘရာဇီးဟာထပ်မံကျရှုံးခဲ့ရတယ်နေမာဟာကွင်းလယ်မှာထိုင်ပြီးမျက်ရည်ကျနေခဲ့တယ်အဲ့ဒီပုံရိပ်ဟာကမ္ဘာဖလားကိုအမြဲလိုက်လံရှာဖွေခဲ့ပေမဲ့လက်မလန်းမီသေးတဲ့ကစားသမားတစ်ယောက်ရဲ့ပုံရိပ်ဖြစ်သွားခဲ့တယ်အခုတော့2026ကမ္ဘာဖလားရောက်လာခဲ့ပါပြီဒါကစူဖလားတစ်လုံးကိုလိုက်ရှာတဲ့ဇလန်သက်သက်မဟုတ်တော့ပါဘူး2014ခုနှစ်ဇူလိုင်လမြတ်လင်းပေါ်မှာကြံခဲ့တဲ့အိမ်မက်တစ်ခုကိုနောက်ဆုံးအကြိမ်ပြန်လိုက်ရှာတဲ့ဇလန်ဖြစ်လာနိုင်ပါတယ်ပြီးတော့ဘောလုံးပရိသတ်တွေအားလုံးကလည်းတစ်ခုတည်းကိုပဲမျှော်လင့်နေကြတယ်တချင်းကကဘာကိုစံပါတေးသွားတဲ့နဲ့ကခွန့်ပြခဲ့တဲ့ကောင်လေးတယောက်အတွက်ဒီတစ်ခါတော့ဇက်သိန်းလလာလေးဖြစ်စေချင်မိတယ်